出来都也水晶包这个出来都有啥情况的，而且说多那个嘞，太多嘛，所以都的嘛，就比嘛，人家都嘛，都是三哪来啦，都在那个是，都是高呀，第三哪，我都弄这样我就批下来了，我就把单都在那里批下来，都在那嘛，你讲也正版的嘛，老细的，后来我就往里头都看，都在那里，出来呀，另外的爸爸看的。ဒါတော့ spare အောင်ကြည့်ပါပေါ့နော်အဲ့တော့ anyway အချိန်နဲ့တစ်ခုမှာတော့ကျွန်တော်တို့ကဒါကိုပြန်လဲရမယ်ဆိုရင်ဒါလည်းလဲလို့ပြောတယ်ဒီဥစ္စာလေးကိုကျွန်တော်ကဒီ net လေးကိုဖြုတ်ဒါပေမဲ့ဒီကောင်တော့ကျွန်တော်တို့တရားတွေမှာအောက်က bearing ပတ်လဲတယ်လို့ဒီကောင်အစားကိုလမ်းပြန်တင်ပေါ့နော်အဲ့တော့ iron လေးတော့ဒီမှာပေါ့ဥပမာကျွန်တော်တို့ကတန်ချတာဆိုရင်ကျွန်တော်ကတန်100iron လေးကျွန်တော်ချိန်နေမှာ6လုံးနဲ့မှာပေါ့အဲ့ဒါများရတယ်ကျွန်တော်10လုံးလောက် safety factor ဒါတော့ line တွေပေါ်မှာတင်ပါဘူးအဲ့ဒါလည်းမှားတာကြွသွားပြီဆိုရင်လည်းကြွသွားတော့လက်ဖြုတ်ပြီးတော့ပြန်လဲလိုက်ရန်ကြီးတော့မခက်ခဲဘူးဒါပေမဲ့လည်းခုနလိုပေါ့ equipment တွေတော့ equipment လည်းကြီးမမတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့တန်တရားပြန်လာတဲ့ check တော့ဝယ်လို့ရတယ်ခက်ခဲဘူး installation တော့ဒီပုံစံနဲ့ဒါတော့ကျွန်တော် isolator isolation ပုံစံပါတော့ဒီ movement ဒီချုံလေး movement ကိုများခံရလေးပေါ့ဒီပုံကြည့်လို့ဒါဒီ presentation မှာဆိုဆရာပြလာတယ်ဒီ save တွေမှာသူတို့တုံးထားတယ်ထော်ရငယ်လေးမှာဘာမှဖြစ်မသွားဘူး program ဖြစ်သွားတယ်ပေါ့နော်အဲသူတို့က record ရှိဒီ CCTV record လုပ်တဲ့အချိန်မှာအဲ့တော့ UVN တွေပိုင်းဆိုလည်းတုံးတယ်ဒီမှာဆိုရင်သူကဒါကျွန်တော် isolator တွေကိုဒါကကျွန်တော်တို့ Benjamin မျိုးစားဖြစ်မှာဆိုတော့ပြကြတာလွတ်ပြတချို့ကကျတော့အစာအုပ်ရဲ့လိုအပ်ချက်ပုံစံတွေတော့ဒီအောက်ကအထိုင်နဲ့ဒီစာအုပ်တဲ့ကြားကိုဒီလိုမျိုးတန်ပါတွေထက်ခံတာရှိဆိုချင်တာ movement ကို control လုပ်ချင်ပါမလဲတော့လုပ်ချင်အဲ့ပြန်ပြီးတော့ကျွန်တော်စိတ်ပူတယ်ဒီစားလှုပ်ပြီးဒီစလောင်းနဲ့ကြံခဲ့ပါလားတော့ဘာလို့ပုံစံရှိတာနော်အဲ့ requirement တွေကအစာအုပ်ဒီမဲ့စားနဲ့လိုအပ်ချက်ပုံစံဒီမှာပါဒီပြောဒါတွေကထပ်စောင်းထည့်အောင်ပုံမှန်တော့သူက basement မှာထည့်တချို့ကလည်းဒီ ground floor မှာထည့်တာပေါ့ကျွန်တော်တို့ ground floor ဒီ level မှာထည့်တာတော့အောက် basement မှာထည့်မယ်ဆိုရင်ကျွန်တော်တို့ကစောင်းကဥဖြစ်မှာပေါ့ဖြေးရတယ်ဒီဘေးရောက်တဲ့မျိုးကြားမှာ capsule ကိုပြီးရင်ဖုံးထားတဲ့ကောင်ကလည်းလှုပ်လိုက်တာနဲ့ကျွန်တော်တို့လန်သွားအောင်အဲ့လိုမျိုးပုံမှန်လိုဖြစ်အောင်ဒီဇိုင်းလုပ်တာဒီရွှေရှားမှုတန်ကိုဘယ်လိုလုပ်အောင်ကျွန်တော်တို့သိရအောင်ဒါလေးကတော့သူတို့နာကတ်ကိုပြန်ဖုံးထားရတယ်။လှုပ်လိုက်လို့ရှိရင်သူကအောက်ကသူတို့ကျွန်တော်စုပ်ကြည့်ရအောင်အောက်ကသူအဝိုက်တော့လှုပ်လိုက်ရင်လက်ကချော်ပြီးတော့သူထောင်တက်သွားပြီးသူပြန်ကျတော့အဲ့လိုအောက်ချီရအဲ့တန်ပါတွေကတော့ကျွန်တော်တို့ခုနဘိတ်ဆိုင်တော့အောက်မှာတန်ပါတော့ကျွန်တော်တို့ steel structure တွေ breathing ချုပ်လို့ပါအဲ့တောင်မြက်တွေမှာထည့်လို့ရတယ်ချိုးဒီမှာတော့ခင်ဗျာအတား structure မှာတောင်းနေတာလို့ကျွန်တော်ဒီထိတ်နေပဲထိတ်မှာဒီ short ဘောက်ထည့်တာဒီနေ့ခုရဲ့ရှောင်းတိုင်းတောင်းမှာပေါ့အဲ့ဒါကိုကျွန်တော်ထည့်နေဒါတော့နောက်ကကျွန်တော်တို့ဟို short ဘောက်ထည့်အဲ့သူကြွရရကျွန်တော်ကဟိုဓမ္မတွေကဟိုမျိုးစုံရှိဟိုအဓိကကျွန်တော်ကဒီရွေးရှားမှုကို slow လုပ်သွားရဆိုရင်ဒါတိုင်ပါကျွန်တော်တို့အရင်တခါပြတဲ့ကျွန်တော်ပြတယ်လေဟိုသူတို့အစရှိတော့အုပ်တလွားနဲ့တလွားကြောက်တယ် rubber ခံရတာအဲ့အုပ်တစ်ခုလွတ်လိုက်တဲ့အချိန်မှာဒီ rubber ခံရတော့ CC ပိုင်းမှာဖြစ်သွားတယ်ဒါဆိုတော့တိုင်ပါအရှင်းဝင်နေပေါ့အဲ့ခက်တာက research ရတခြားလုပ်တာပြီးတော့မှဘယ်လောက် percentage ကျွန်တော်ထည့်သုံးလို့ရမလဲဆိုတဲ့ဟာ paper ထွက်လာပါရသုံးလို့ရရင်ဒါပေမဲ့ကျွန်တော်ကဘယ်လောက်ထည့်ရမလဲသိတယ်လေခက်တယ်ပို့ပြီးတော့ဂျန်ပင်းဖြစ်တဲ့အတာပို့ထဲလိုက်လို့ရှိရင်ကျွန်တော်က analyze ဖြစ်တော့ကျွန်တော်တို့ C structure တွေက
သုံးထားရသူချာရပါဒီလိုဒါတော့တန်ပါဒီမှာသူထည့်ရတယ်ပါဆို progression ကြတော့ပုံမျိုးလေးတော့ဝင်ဒီမှာလွယ်ပြောရင်ကျွန်တော်ပတ်တာကိုကျွန်တော်စီထက်လာရင်တော့သူကဟိုလုံးဝ release ဖြစ်နေတာအဲ့ပတ်တာကိုနည်းနည်းလေးကြက်ပြီးတော့ဖြည့်ထားလိုက်လို့ရှိရင်တော့ဖြည်းဖြည်းချင်းလုပ်ရရတယ်ဆိုင်ရှိတယ်အဲ့ဒါလည်းကြာပါလို့ပြောကျွဲကြတော့အဲ့လိုတန်ပြားတွေကိုအထက်ထုတ်လိုက်တာထုတ်လိုက်ပြီးတော့အဲ့ကြားတွေကိုဘိုးနဲ့ဖောက်လိုက်တာဟုတ်ပြီအဲ့ဒါကိုကြက်လိုက်လို့ရှိရင်ကတ်ဆိုရင်အဲ့ကြားတွေကိုခဏလိုရာပေါင်းထည့်လိုက်တော့တော်ချင်းတဲ့အဲ့ဒါကိုကြက်ထားပြီးတယ်ဒါလည်းတန်ပါထဲမှာပါကျုံးတယ်ချိုးအဲ့ဒါတော့ fishing တန်ပါဆိုတော့တန်ပါကဟိုဒီ hydraulic ဆိုကျွန်တော် hydraulic maintenance လုပ်ရတယ်ပြီးရင်သူတို့ပြောတော့9နှစ်တစ်ခါတော့10နှစ်တစ်ခါတော့အစစ်လုပ်ဟို fishing တန်ပါကျတော့ဟိုကျေတော့မှာ20လောက်မှတစ်ခါလုပ်အဲ့လိုဖြစ်တယ်အဲ့တော့ fishing ဒါကျတော့ဒီမတီးရဲ့သူကဒီပေါ်က floor ကိုအောက်ကလည်းအမှားနှစ်ခုရဒီတန်များကလည်းတန်ပါဒီတန်ပြားကြကျွန်တော်ပုံမှန်တန်ပြားပေါ့ကွာစီးနေတဲ့တန်ပြားခဲလို့ပြောတယ်စီးပြီးတော့ပို့လိုက်ရှော့လိုက်တော့ဖြစ်ပြီးဆွဲဆန့်အဲ့ဟိုဘယ်လိုလုပ်ကြတော့ပြန်လဲရမှာအဲ့တော့ဒီစီးပါမှဖြစ်တဲ့ပုံစံတွေရှိရဲ့ material မျိုးစားဒါဆိုကျွန်တော်ဘာမှ maintenance မလုပ်ဒီ material တောင်းလိုက်လို့ရှိအဲ့တော့ဟိုဒီစားမျိုးလည်းဘယ်လိုမှတုံးနိုင်ရှိတော့ကြည့်လိုက်တော့တန်ပြားရွက်ပေါ့နော်ဒါပေမဲ့သူကအဲ့စီးပိုင်နဲ့ကိုယ်တည်းရှိရဲဆိုရဲဓမ္မထဲမှာဝင်သွားတာကျွန်တော်တို့ဟာတွေလည်းရှိရတယ်ကျွန်တော်တို့ dream ဖောက်တဲ့အတော်ဟိုတာပိုက်တဖောက်တယ်အဲ့မှာချို့ရန် brand ကောင်းတဲ့ကောင်ဆိုရင်ကောင်းတဲ့မကျိုးဘူးချို့ brand မကောင်းတဲ့ကောင်ဆိုရင်ကျိုးရတယ်အဲ့ဘာကွာလဲဆိုတော့ material ရဲ့ composition ကွာမကျွန်တော်ဒီ brand တွေကကောင်းတယ်လို့ပါလို့ဆိုတာသူတို့ material မှာသူကအဲ့ material ကိုယ်တိုင်က damping coefficient မြင့်နေတာမကျွန်တော်တို့ဟို damping coefficient ပြီးတော့အမှန်တကယ်မကျွတ်ဘူးပေါ့ဗျာဟိုကောင်ကကျွတ်တာတက်လို့ကျိုးရတယ်ဟိုကောင်ကသူ့ပစ္စည်းကိုယ်တိုင်ကစီးနေတဲ့အတွက်အဲ့ကောင်မကျွတ်ဘူးအဲ့ material မှာလည်းသူ့ရဲ့ damping coefficient မြင့်ရှိတယ်ဆိုတော့ရှိတယ်အဲ့ဒါကိုသွတ်တင်လို့ရကျွန်တော်တို့ RC ဆိုလဲ damping coefficient ကိုမိနစ်တင်ချင်ကျွန်တော် fiber reinforce ပေါ့ပုံစံထဲမှာလေကျွန်တော်တို့ carbon fiber အမြင်လေးအဲ့ဒါထည့်ရောပြီးတော့လောင်းမယ်ဆိုလို့ရှိရင်သူကဟိုပါပေါ့ damage coefficient မြင့်တယ်ဆိုတော့ research paper ရှိတယ်ဒါပေမဲ့အလောက်မြင့်တယ်ဘယ်လိုဆိုတာကမထွက်လာတော့တော့ခက်တာပဲဒါပေမဲ့အဲ့ factor တော့ရှိတယ်RC ကိုယ်တိုင်ကဖြစ်တယ်ဆိုတော့ကျွန်တော်ကိုကောင်းတာပေါ့ခါးချက်ထောက်ထည့်လိုက်တော့ပြီးသွားတော့ဘောဒါဒီလိုစီဆိုတော့ထက်ဆက်နေဒီကတော့ဗန်မိုင်းရဲ့သဘောတရားကတော့စီစီပါမှန်ဖြစ်ဘူးမြောက်ကို slow down လုပ်နေတာအဲ့ဒါဖြစ်တဲ့ material ကဆိုရင်ပြီးတာပဲပေါ့နော်။ chassis can maintenance လို့ပြောရင်တော့အကောင်းဆုံး။ဒါဆိုလည်းတော့တန်ပါဒီဝဲကျွန်တော်တို့တန်ပြားကြီးပေါ့။ဒါဒီတန်ပြားထဲမှာသူကကျွန်တော်အားလုံးလေးရေးထည့်တာ။ဒီတန်အပေါ်တန်ပြားနှစ်ခုလည်းပြန်တန်ပြားတစ်ခုဒီကောင်ငလေးလုံးဒီဘက်ကိုရွှေ့ပါ။ဘောကဘက်ကိုသွားပါ။အဲ့ဒါမှ liquid ကျင်းမှာက hydraulic ဘောပါအဲ့ဒါမှသူကတန်ကြားကိုပိတ်တာအဲ့ဒါမှသူပေါက်လေးပေါက်ဒါမှသူဖြစ်ဖြစ်ချင်းစီးပါတော့တဲ့ကမှာဒီတစ်ခုက slow down ဖြစ်သွားအဲ့လိုဖြစ်ရညာလဲတန်ပါတစ်မျိုးရှင်းပါလေဒီကောင်ကျရင်တော့ဟို damping coefficient ပုံမြင့်အောင်ကျွန်တော် hydraulic တွေတိတိလေးနဲ့ကြာတော့နဲတာဒါကြောင့်ကိုစီးတာကြီးတာအဲ့တော့မှာပေါ့ designer နဲ့ supply လုပ်နိုင်တဲ့လိုအပ်ချက်တွေနဲ့ architecture နဲ့လည်းဆိုင်တာပေါ့ပြောကြတော့ဟိုခုနက hydraulic လုံးကြီးဒါကြီးနင်းနေတာမကြိုက်ဘူးဒါမျိုးလေးဆိုကျွန်တော်ဟုတ်ကတ်လိုက်မယ်အဲ့ဒါဟိုစင်ပြန်ကြည့်မယ်ဆိုလည်းရအဲ့တော့ကြောက်ကြတော့ဒီ hydraulic ကြီးကိုပြတယ်ပြတယ်ဆိုတော့ကျွန်တော်လည်းမှန်နေနေတာမှာတုံးတာအဲ့ဒါပြင်ပေါ့နော်ဒါကြတော့ user နဲ့ battery နဲ့ပေါ်လဲဒီယူရခုနကဒါကြတော့ကျွန်တော်တို့ဒီချီအောင်တစ်ခုကြားမှာထည့်တယ်တန်ပါခုနကကျွန်တော်ပြောလို့ပဲသူကဘေးကလူစားကတန်ပြားတွေအများကြီးပဲရွက်ကလည်းတန်ပြားဒီလက်ကိုရှက်တာလို့လို့ရှက်တာအဲ့ရှက်တာဒါရဲ့တန်ပြားပေါ့ရှက်ထားတဲ့ကြားထဲမှာ rubber လို material ပါတယ် rubber လိုလုပ်ရင်ကစီးနေပြီးတော့ဒီ site ခဏခဏလုပ်တဲ့အောင် repetitive ကိုခံရတယ်ကျွန်တော်တို့
ဟိုဒီဇိုင်းမှာဆိုရင်ဒီ shop ပြီးနေကအများတန်း trap ဖြစ်တယ်။ coupling ပြီးလို့ပေါ့။အဲ့တော့ repetitive ဖြစ်လာရင်ကျွန်တော်ကမှန်တယ်မှာတော့ free ပဲ။ဒါပေမဲ့ဝယ်အကျန်နေတယ်။အဲ့တော့ပြန်ပြင်ရအောင်။အဲ့စားတာတွေလည်းကျွန်တော်ကသုံးရ။အဲဆိုလည်းဒီဝန်လုံးကြားမှာဟိုဆရာတွေပြောတဲ့တရားမှာကိုလေးခုထဲမှာဖြစ်ကြရတယ်ဒီ idea ပဲဒီ concept ဟိုဘက်ကကျတော့လေခုနလိုကျွန်တော်တို့ hydraulic ပေါ့တန်ပြားနဲ့ပြားထဲမှာအနေနဲ့တန်ပြားရှိတယ်အဲ့ဒီခုကြားမှာတော့ rubber တစ်ခုရှိတယ်အဲ့ဟောစီးပြီးတော့ဒီမှာကျန်တယ်အခုလည်းကျွန်တော်တို့ maintain နဲ့သိလို့ပေါ့ rubber ဆိုတာကျွန်တော်တတ်တာလို့ဆိုတော့ဟို maintain ကျတော့လဲအောင် maintain concept ဒါမျိုးလည်းကျွန်တော်သုံးလို့ရကျိုး rubber ကျွန်တော်ရှိတော့ပေါ့ကူလည်းလုပ်လို့ရတိတ်ခက်ခဲပေါ့ဒါပေမဲ့ခုနလို quotation process နဲ့ဘယ်လိုပေါင်းလဲဒါပဲကြည့်ရအောင်ဒီပြင်မှာတန်ပြားကြားညှက်လိုက်ရတော့ဒါပေမဲ့ research data တော့ကျွန်တော်ထုတ်လိုက်တယ်ဘယ်လောက်ဒီကောင်ကစီးကပ်မှုရှိရဲဆိုတဲ့ data တွေတော့ကျွန်တော်တို့က record ကောင်းကောင်းရှိဖို့ဒါက proof လုပ်လို့ရအောင်ဒါပေမဲ့ဒီအရာအားလုံးတော့ဟို fire rate ဖြစ်ချင်မှဖြစ်မှာမဖြစ်ဘူးဆိုရင်ကျွန်တော်တို့က fire rate ပြအောင်တက် protection လုပ်ဖို့ဟိုကနေ bounce နဲ့ခါတာလို့အားကြောင့်တချို့ကလည်းအဆောင်ကြီးအပြင်ဘက်မှာဥထားလိုက်အောက်ဘက်အပြင်ဘက်တော့မရတဲ့လောင်နာတော့ fire ပြဿနာမလဲရဘူးဒါကကျွန်တော်ခုနပြောတဲ့ဒီတန်ကြားလေးတွေကိုပြက်ပြီးတော့ဆဲရတယ်ဒါသိရှင်းပြအောင်ဒီဒါဆိုလည်းတူတယ်ဒီတစ်ခုကဟိုဒါတော့ကျွန်တော်ထုတ်စိတ်အောင်ထုတ်မှာဒီဘက်ကကျွန်တော်စီးဆွဲချင်တယ်လားနဲ့လာကြွားတယ်မောင်းပြင်းတယ်တောင်းလာချင်တယ်ဒီအဲ့ဒါကကြာ movement ကနာက vicious material ကိုကြားခိုင်းအဲ့ဒါကိုတန်းနေတော့အဲ့မှာကျွန်တော်ကဓမ္မသားတော့ကြတော့ဘာအဓိကကြလဲဆိုတော့အဲ့တောင်းတဲ့တောင်းရဲ့ movement ဘာကျွန်တော်လည်းလုပ်လိုက်တယ် analysis လုပ်လိုက်တယ်ပြရှာမှုပမာဏဘယ်လောက်လဲအဲ့ပမာဏပေါ်မှာပြီးတော့ဒီ material ကိုကျွန်တော်က design သူ့ပေးရတယ်မှာကျွန်တော်ကတစ်လက်မယူမယ်ပေါ့ခင်ဗျားကတစ်လက်မရွေးတဲ့ခံနိုင်တယ်ဘုံသူကတစ်လက်မကိုရွေးတဲ့ခံနိုင်တယ်ကိုယ်ဆိုချာရွေးတဲ့တစ်လက်မဆိုတော့က back ဆိုတဲ့မှာပြုတ်တော့ဆိုတော့အဲ့ fashion ရော့ပါဒါကလည်းဖြစ်တယ်ဒါကမှကျွန်တော်တို့ docking effect ဆိုတာအသားလေးမှာဆိုတော့ဒါကိုသုံးပါဘူးအဲ့တော့ဒါကကျွန်တော်တို့ကခုနကဟို concentrate လုပ်ကြတယ်ကျွန်တော်တို့ complete တွေတန်နေတော့မမြင်ဘူးအမြင်ကတော့ဒီကောင်ရဲ့ဟာကိုပြအောင်ဒီမှာတန်ပြားထည့်ပြီးတော့ဒီနေ့မှာဖြတ်တယ်ပါဘုရားအာစီချတယ်တော့ quickest tomorrow ကျွန်တော်တို့ကဆိုအောင်တော့အဲ့တော့နေရာကျတော့ပုံမပြရတော့ဘူးဘာလို့လဲချိုးအားကြီးရတော့ကတ်လိုက်လို့အကြိုက်ကြီးလို့ရှိတယ်ဒါတော့ဆောက်တယ်ဝေါ်ရဲဆက်တော့အဲ့တော့ကျွန်တော်ကဒီ design နဲ့ပတ်သက်ရင်တော့ဒါရတော့ဒီပစ္စည်းသုံးလဲဆိုရင်ကျွန်တော် dynamic analysis ကတော့စောင့်ရအောင်အဲ့လိုလုံးပါလေဒီပစ္စည်းတွေကအတက်ပဲတော့အဲ့ဒါဆရာပြေတော့လားတော့ရှင်လာမှာဒါကြောင့်ဟာနောက်တစ်ခုကတော့ဖိတ်တော့အများကြီးတော့ဖြစ်တော့ကျွန်တော်ဘက်သွားလေးလာတော့ဒါဘယ်လိုတက်သွား data လေးကျွန်တော်လည်းကြားတယ်ပေါ့ဒီအဲဒီ protection function ကိုကျွန်တော်လည်းကြည့်ရတယ်တော့ပြဆက်လို့ရှိတယ်ဒီလိုမေးနေပြဟုတ်ရဒီပိုင်းနဲ့ပတ်သက်လို့ရှင်းလာမေးလို့ရတယ်ဆက်လို့ကြည့်ရတယ်မေးကြမေးလို့ရှိတယ်ရှိကျွန်တော်တို့ခဏလေးဒီ break လာလို့တယ်ဆက်ပြီးတော့ရပြီဆက်ပြီးတော့Thank you.